ကဲထိုင်းလာမဲ့သူတွေ policy အသစ်လေးကိုမသိသေးဘူးဆိုလို့ရှိရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပါနော်အခုသူတို့ထိုင်းမှာ policy အသစ်ထုတ်ထားပါတယ်အဲ့ဒါဘာလဲဆိုတော့ထိုင်းဘက်ကိုလာလည်မဲ့ဘယ်နိုင်ငံသားမဆိုပေါ့နော်လေကြောင်းကနေပဲလာကုန်းကြောင်းကနေပဲလာပင်လယ်ဘက်ကနေပဲဝင်ပေါ့နော် digital arrival card ဆိုပြီးတော့ဒီ online ကနေပြီးတော့ form ဖြည့်ပေးရတယ်ပေါ့နော်ဒီလိုမျိုး arrival card လောက်ထားမှာကိုကဒီလေစိတ်ဆိုလဲလေစိတ်ကနေအဝင်ခံမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ तू ကဘယ်လိုလုပ်ရရလဲဆိုတော့သူတို့ပေးထားတဲ့ link လေးရှိရဲဒီ link လေးထဲမှာထုံးစံအတိုင်းပဲပေါ့နော် share လေးတို့လေစိတ်ဝင်တဲ့အခါကျရင် application form ဖြည့်ရတယ်လို့မျိုးပေါ့နော်ထိုင်းနိုင်ငံကိုဝင်ရတဲ့အကြောင်းရှင်ပြီးတော့ကြာဘယ်နည်းနေမှာလဲ visa ဘယ်လိုမျိုးလဲ hotel ရောဗမာတဲမှာလဲဒါတွေကိုပေါ့ကိုကဒီ link လေးထဲမှာတွားပြီးတော့ဖြည့်ထားပေးရမယ်ဒီဖြည့်ထားတဲ့ဟာကကိုလေစိတ်ကိုမရောက်ခင်3ရက်အတွင်းပေါ့နော်ကြိုပြီးတော့ဖြည့်ပေးထားရတယ်ပေါ့နော်ဖြည့်ပြီးသွားတဲ့အခါမှာသူတို့က email ကနေပြီးတော့တစင်ကိုပေးထားတဲ့ email ကနေတစင်သူတို့ကပြန်ပြီးတော့ approve ဖြစ်ကြောင်းကိုပြမယ်ပေါ့နော်ဒီ approve ဖြစ်တဲ့ email ကိုမှကိုကလေစိတ်ရောက်တဲ့အခါမှာ immigration ကိုပြပြီးတော့လေစိတ်ဖြတ်ရမှာပေါ့နော်ဒီလိုမျိုးpolicy အသစ်ထုတ်ထားပါတယ်ဒီ policy ကဘယ်အချိန်မှစပြီးတော့အသက်ဝင်မှာလဲဆိုတော့မေလ1ရက်နေ့2025မှာစပြီးတော့အသက်ဝင်မှာဖြစ်ပါတယ်အားလုံးပဲအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နော်